ပြောပင်လေးတွေညှိုးချသေဆုံးတာအမြင့်ပုတ်တာဒါမှမဟုတ်ပိုးမွားတန်ခံရတာတွေကိုတင်စိတ်ပြတ်နေပြီဆိုရင်တော့တင်စိုက်ပြုံးမြေရဲ့ 90% လောက်ကိုကယ်တင်ပေးနိုင်မဲ့ဒီရိုးရှင်းတဲ့နီလန်လေးကိုတုံးကြည့်လိုက်ပါအဆင့်1အရင်ဆုံးစိုက်ခင်းဟောင်းတွေကအပင်တွေပေါင်းမြက်တွေနဲ့ကြံခဲ့တဲ့အမြင့်ဟောင်းတွေကိုအကျွင်းကြံမရှိအောင်အကုန်လုံးရှင်းလင်းပြပါအဆင့်2ပြီးရင်တော့စိုက်ပျိုးရေးသုံးထုံးကိုမြေပြင်ပေါ်မှာအလွှာပါးပါးလေးညီညီညာညာဖြန့်ခင်းပေးရပါမယ်အဆင့်3ထုံးဖြိုးပြီးရင်မြေစီလွာတဲ့နက်နက်ရှိုင်းရှိုင်းရောက်သွားအောင်မြေကိုတေးသေးချာချာသမအောင်မွေပြီးလှန်ပြီးပါအဆင့်4အဲ့ဒီနောက်မှာတော့နေရောင်ကြီးနဲ့ထုံးတက်ပေါင်းဆက်ပြီးတဘာဝတိုင်းမြေစီလွာကိုပိုးတက်တန့်စင်ပေးနိုင်ဖို့အတွက်အချိန်အတန်ကြာဒီတိုင်းဖြစ်ထားပေးလိုက်ပါဒီလိုပေါင်းဆက်လိုက်ခြင်းအပြင်မြေအောင်ထဲမှာရှိတဲ့ဘက်တီးရီးယားတွေပိုးမွားဥတွေနဲ့နှိမ်နှင်းရခတ်တဲ့မြေအောင်အင်းဆက်ပိုးမွားတွေကိုအမြင့်ဖြတ်တုတ်တင်ပေးနိုင်ပါတယ်။ဒါအပြင်ကြက်ခဲနေတဲ့မြေစီလွာတွေကိုပြန်ပွားလာစေပြီးမြေကြီးရဲ့ acid ဓာတ် pH level ကိုလည်းမျှတအောင်အကောင်းဆုံးထိန်းညှိပေးပါတယ်။ရလဒ်အနေနဲ့ကတော့တင်းရဲ့စိုက်ခင်းတွေကအပင်တွေဟာအမြင့်တွေတာပုံမအားကောင်းလာပြီးအမေရိကန်နဲ့ဥရောပတစ်ခွင်ကအဆင့်မြင့်စိုက်ခင်းကြီးတွေလိုမျိုးယောဂတပွင့်မှမရှိပဲကြီးထွားနှုန်းကောင်းပေါ်လာကအရေရွှဲပြီးပုံမကြီးမားတဲ့အထွန်းနှုန်းတွေကိုပေးစွမ်းနိုင်မှာဖြစ်ပါတယ်။ကုန်ကြစရိတ်ကတော့လုံးဝမရှိသလောက်ပါပဲ။စိုက်ပျိုးရေးလုပ်ငန်းရှင်ကြီးတွေကြီးဝတ်သုံးဆွဲနေတဲ့ဒီနီလန်တိုင်းတင်းရဲ့စိုက်ခင်းအိုကြီးကိုအသက်ပြန်သွင်းဖို့အခုပဲတစ်ကြိမ်လောက်စမ်းသပ်ကြည့်လိုက်ပါဒီလိုဘ ഹു တုဒနာထောင်ဖို့ဖို့လို့လုပ်ခဲ့ဦးနော်